Hello အားလုံးပဲမင်္ဂလာပါ Anna ပါဒီနေ့ဗီဒီယိုလေးကတော့ Anna fashion vlog မဟုတ်ပဲねပေါ့နော်Anna မနေ့ကမှလက်ဆောင်ရထားတဲ့ skin care set လေး Anna unboxing လုပ်ပြသွားမှာဖြစ်ပါတယ်ဆိုတော့ဒီ skin care set လေးကို Anna အားလုံးနဲ့အတူတူကြည့်ချင်လို့ပေါ့နော် Anna တမတက်တက်ကိုခြံထားပြီးတော့မှအခုအားလုံးနဲ့အတူတူဖောက်ကြည့်သွားပါမယ်ဆိုတော့အားလုံး Anna နဲ့အတူ like ကြည့်ပေးတော့ကြနော်ဒါလေးအရင်ဖောက်သွားပါမယ်အနားလေးအထဲထဲကဘက်ဒီလိုပေါ့နော် unboxing လုပ်ရမယ်ဆိုရင်အထဲထဲကဘိုးပုံစံလေးတွေအနားအရင်စိတ်ဝင်စားတာအရင် curious ဖြစ်တယ်အားကြောင့်မလို့အားလုံးနဲ့တူအနားရင်ခုန်ချင်းလို့ပေါ့နော်အနားကိုယ်တိုင်တော့ဖောက်မချရသေးဘူးဒီမှာ packaging လေးတော့မှအသက်အတိုင်းရှိသေးတယ်ဆိုတော့အားလုံးနဲ့တူတူဖွင့်ကြည့်ချင်လို့အနားစောင့်နေရပါဆိုတော့အားလုံးပဲလိုက်ကြည့်ပေးကြပါအောင်နော်ဆိုတော့အရင်ဆုံးဒါလေးအနားဖောက်တော့ပါမယ်စီနီနဲ့လောက်ထားတဲ့ထုံနာကြီးပါဆိုတော့ Oh my god ပလင်းလေးကအရင်ချစ်စရာကောင်းတယ် Okay ပန်းနာလေးမွေးနေရပဲဒါလေးရအရင်ကြိုက်ပါတယ် Thank you ပါနောက်တစ်ခုလေးကဒါလေးဖောက်ချကြရဒါလေးကကြတော့ grapeseed oil ပေါ့နော် grapeseed oil make in France တဲ့လား Pinterest make ပေါ့နော် Okay အားလေးအနက်လေးချူချင်သူကအစီလုံးဝအစီ grapeseed oil ဆိုတဲ့အတိုင်းလုံးဝအစီပေါ့နော်သူကမျက်နှာတစ်ပြင်လုံးကိုမျက်နှာတစ်ပေးရနေပေါ့နော် moisturizer အနေနဲ့သူကအစီတိုက်ပြီးပေါ့နော်ဒါပုံစံလေးကလည်းအရင်ချစ်စရာကောင်းတယ်အရင်ကြိုက်ပါတယ် Okay နောက်တစ်မျိုးကတော့ဒါလေးပါစောက်တားရပါလိမ့်မယ် Wow ဒါလေးကတော့ anti wrinkle moisturizing firming double effect ဒါလေးကတော့ travel side လေးပေါ့နော် travel side လေးအရင်ချစ်စရာကောင်းတယ်နောက်တစ်ခါ sun cream လေးပေါ့နော်Wow ဒါလေးကတော့ sun cream ဝယ်ရမှာနဲ့ကွတိဖြစ်သွားရပေါ့နော်ဆိုတော့ thank you ပါကြိုက်ပါတယ်အရင်ကြိုက်ဘူးပုံစံလေးအရင်ချစ်စရာပါမယ်အရင်ကြိုက်ပါတယ်သူဘူးလေးကလေအပြာရောင်လေးနဲ့အဖြူရောင်အဖုံးလေး so cute နောက်တစ်ခုတော့ပါမယ်mint powder လေးပေါ့နော် mint powder လေး Okay ဒါလေးဒါလေးကတော့ mint powder လေးပေါ့နော်ဒါလုံးဝအရောင်မပါတဲ့ white color လေး so ညလာမသိအဲ့ဒါဖွင့်ပြအောင်နော်ထည့်တယ် Wow လုံးဝအဖြူရောင်ကိုမှကြွေပါတယ်ပေါ့နော်သူကပြောမဆိုအစီပြန်တဲ့ type မျိုးတွေအတွက်အရင်အဆင်ပြေမယ်ဒါလေးကမျက်နှာဟိုပေါ့နော်မနွေရဒီဆိုရင်ဒီထီစုံလေးမှာအစီပြန်နေတဲ့ခါမျိုးမှာတုံးရတဲ့လို့ powder ပေါ့နော်ဒီမှာဒီဖော်လုံးလေးကတီးလေးစစ်စရာလေး Okay ရန်ချိုက်ပါလေဒါလည်း travel site လေးပေါ့နော် next one က concealer လေးပေါ့နော် concealer ကိုမှ corrector ပါတဲ့ဟာလေးပေါ့နော်
so cute ဒါလေးလည်းအရင်ချစ်စားလေး wow this is actually မ character လေးပါတယ်ပေါ့နော် concealer ကိုမှလုံးဝဒီမျက်ကွင်းညိုတဲ့ဟာတွေတို့ဟိုမျက်ကွင်းညိုတဲ့နေရာတို့ဝက်ချံပူလေးတွေဖုံးတဲ့ဟာလေး character လေးပါတယ်ပေါ့နော်အရင်ကြိုက်ပါတယ်ဒီပုံစံလေးကိုပဲအရင်ချစ်စရာကောင်းနေပြီဆိုတော့ဒါလည်း travel site လည်းအဆင်ပြေနေပေါ့နော်ကဲဒါလေးကတော့ eye cream လေးပေါ့နော်ချစ်စရာလေးဒါလည်း travel site လေးပဲပေါ့နော်ဒီလိုအနာအရင်ကြိုက်ပါတယ်ဆိုတော့လက်ဆောင်ပေးတဲ့အမကိုလည်းအများကြီးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်โอเคဆိုတော့အခုဒါလေးတွေကိုအနာသုံးကြည့်ပြလို့ရှိရင် review video လေးလာပါမယ်အခက်ကြရင်စောင့်ကြည့်ပြီးတော့ကြပါအောင်လို့အနာပြောချင်ပါတယ်ဆိုတော့အားလုံးလည်းဒီနေ့ video လေးကတော့ဒီလောက်ပါပဲအားလုံးပဲတတ်